မင်္ဂလာပါဒီကနေ့ဂျော်ရှူအာဘန်းရဲ့ပွဲပြီးဆုံးသွားပါပြီကြည့်လို့ကောင်းလိုက်တာလဲမပြောပါနဲ့တော့ဒီကနေ့က2026မေလ10ရက်နေ့ပါအလွန်တန်မိုးကြီးတဲ့မြန်မာနိုင်ငံသားတယောက်ရဲ့ခံယူချက်နဲ့စိတ်ဓာတ်လောက်ရတဲ့အောင်မြင်မှုကိုဂုဏ်ပြုပြီးတော့ချင်းတိုင်းရင်းသားခရီးယန်လူမျိုးဂျော်ရှူအာဘန်းကိုဗုဒ္ဓဂုဏ်ဆရာတော်ဒီနေရာကဂုဏ်ယူပြီးတော့နှုတ်ဆက်လိုက်ပါတယ်အလွန်ကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းဒီလိုအောင်ပွဲတွေတည်ဆောင်နိုင်ပါပြီကချင်လူတန်ကြီးလို့ပြောရတော့အောင်လာအင်ဆန်းအောင်မြင်ခဲ့တုန်းကလည်းဦးဇင်းတို့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဂုဏ်ယူခဲ့လို့မြန်မာအလံကိုချစ်မြန်မာလူမျိုးကိုတန်ဖိုးထားတဲ့ကိုယ်နိုင်ငံသားစိတ်ကိုအလွန်တန်ဖိုးရှားထားမိပါတယ်နိုင်ငံရောက်သွားလို့နိုင်ငံသားဆိုတဲ့မှတ်ပုံတင်ကံမြင်နဲ့မြန်မာသွေးမြန်မာသားဆိုတဲ့တိုင်းရင်းသားစီလုံးညီညွတ်မှုအကောင့်ထဲပေါ်တယ်လို့ဒီကနေ့ဂျော်ရှူအာဘန်းပွဲကိုနှစ်ကြီး9နိုင်ရတယ်မျှော်လိုက်တာ9နိုင်ကို10နိုင်မှကြည့်ရတော့တယ်ဒါပေမဲ့60 40လောက်အပြောခံနေရတဲ့မတော်တဆနိုင်တာပါလို့ဒီတိုင်ရာဆိုတဲ့ဂျပန်နိုင်ငံသားကသူ့ကံကိုတော့မရှင်းနိုင်မှုနဲ့တူပါတယ်လို့ပြောတဲ့ကံကြောင့်နိုင်သွားနိုင်တယ်ဆိုတဲ့သူ့ရဲ့တိုက်ခတ်တဲ့စကားတွေဟာဂျော်ရှူအာဘန်းဟာကံကြောင့်မဟုတ်ဘူးဆိုတော့လက်တွေ့ပြလိုက်တဲ့အတွက်ဂျော်ရှူအာဘန်းကိုလေးစားရပါတယ်။နောက်ထိုးသက်နေစဉ်အတွင်းမှာချုပ်ကွက်ကိုသာအားသားပြီးတော့အနိုင်ကျင့်ရင်းနဲ့ငါတို့ရှုံးနိုင်တယ်လို့ယင်ထဲမှာစိုးရိမ်ထိတ်လန့်နေတဲ့သဘောနဲ့အမှန်တကယ်ရှိသလိုရဟန်းတစ်ပါးအနေနဲ့ဒေါသနဲ့ပြောတာမဟုတ်ပဲမေတ္တာနဲ့ပြောရင်မရှုံးစေချင်ပါဘူးအားလုံးနိုင်ဖို့ဆိုတာလေဒါပြိုင်ပွဲဒီနေရာမှာပြိုင်ပွဲစိတ်ဘာကိုတွေ့ရလဲဆိုတော့ဂျော်ရှူအာဘန်းဟာသူကိုယ်တိုင်ချုပ်ကွက်ရအောင်လေပြန်လုပ်နိုင်ခဲ့လို့သူစီကလာတဲ့ချုပ်ကွက်ကို၄ချိန်တိတိထွက်ပြနိုင်ခဲ့တယ်ဒါဟာဘန်းဟာဘာလဲဆိုတော့သိသွားစီတယ်ဘန်းဟာလက်ပြီးအားပြုတဲ့ ground သမားလို့နားလည်ရသလိုတကယ်လဲသူ့ရဲ့ကြိုးစားနိုင်တဲ့စွမ်းအားဟာတကယ်ကိုဗုဒ္ဓဂုဏ်ဆရာအနေနဲ့ဂုဏ်ပြုပြီးတော့တင်ပြခြင်းလောက်အောင်ဖြစ်လို့ပြန်လေတင်ပြတာပါပထမတစ်ချိန်ဒုတိယအချိန်မှလာထိုးလိုက်တာလဲသွားတဲ့အခါမှာလက်ခုပ်ကိုအကြာကြီးတီးမိတယ်လို့နောက်ပြန်ရှုံးသွားနိုင်တော့အောင်ခဏခဏတက်ချုပ်နေတော့ဦးဇင်းတို့မြန်မာနိုင်ငံသားအောင်လာအင်ဆန်းကြီးဟာကပတ်နှစ်ခုရထားတာတောင်ချုပ်ကွက်နဲ့ကပတ်နှစ်ခုလုံးဆုံးရှုံးသွားတော့နောင်တက်လာမဲ့MMA တွေ UFC တွေစသဖြင့်ထိုးတဲ့လက်ဝဲသမားတွေဟာတို့ထိုင်းနဲ့ထိုးသလိုမြန်မာလက်ဝဲလိုမဟုတ်ပဲလက်သီးဥစားပြီးမဟုတ်တော့တိုက်ခိုက်နေပေါင်းစုံဖြစ်တဲ့အတွက်ခုနကလိုချုပ်ွက်တွေကိုလည်းအလွန်ကျွမ်းကျင်မှဒီလိုပဲဦးဇင်းတို့အရင်တုန်းကဘန်ရဲ့16ပွဲနိုင်ထားတဲ့ဘန်ပွဲတွေအားလုံးမှာလည်းချုပ်ွက်နဲ့နှစ်ပွဲသုံးပွဲကိုတွေ့ကြရတော့ဘန်တော့မခေလောက်ပါဘူးလို့စိတ်ထဲရှိခဲ့သူအမှန်ပါဒါကြောင့်အခုဘန်နိုင်သွားခြင်းဟာသူရဲ့ကောင်းဆန်ပါတယ်သူနိုင်လို့လဲနေတဲ့လူကိုအထပဲခေါ်တယ်လိုက်ပိတ်ကန်နာတို့အတင်းအနိုင်ယူတဲ့စိတ်မရှိပါဘူးဒီလိုပဲနောက်ဆုံးထိုးတဲ့လက်တီချက်တွေကဘလောက်ပြင်းလဲဆိုရင်ဒိုင်ကတားယူရတာတကယ်တော့နောက်တောင်းဖြစ်တော့မှာပါငါးကြီးမြောက်ကိုညနေပိုင်းဆိုရင်မဲ့သူ့ရဲ့စိတ်ဓာတ်နဲ့နှလုံးသားဟာသူ့ရဲ့လက်သီးနဲ့သူ့ရဲ့ဟန်ပန်နောက်ဆုံးပြေးပြီးတော့စင်မိုတက်စရကန်ဝိုင်းပေါ်မှာခုံပြီးတော့ပြခဲ့တဲ့ခွန်အားကိုကြည့်ခြင်းအဖြစ်ပြိုလဲနေတဲ့သွေးအလိမ့်လိမ့်နဲ့ဖြစ်နေတဲ့တိုင်ရာကိုတကယ့်ကိုစနစ်ကျနိုင်ယူတယ်လို့ပြောရင်ဂုဏ်ယူရပါအွန်လိုင်းဆန်းအတွက်ဂုဏ်ယူခဲ့ရတယ်လို့ကပတ်နှစ်ခုလုံးဆုံးရှုံးတဲ့နှုန်းကတို့နိုင်ငံတို့လူမျိုးတွေရဲ့စိတ်ဓာတ်ထဲမှာလက်သီးကိုသာအားပေးနေတာလူနေတဲ့နဲ့တူတယ်လို့အောင်းမိခဲ့တယ်လို့အခုလိုချုပ်ွက်အားတာတဲ့သူချုပ်ွက်နဲ့ပဲပြန်ပြီးတော့ချုပ်ပြနိုင်ခဲ့တာတစ်ချက်နောက်ဒီချုပ်ွက်ထဲကတော့ထောက်လက်သီးအပြည့်အစုံပင်လက်သီး15ချက်နဲ့တကက်ကိုဒဏ်ရာကိုအကြီးအကျယ်တွေးလိမ့်လိမ့်ပေးအောင်ထိလို့မရနိုင်အောင်နိုင်ခဲ့တာခွန်အားလက်ပြအနိုင်ရတဲ့ဒီပွဲဇက်ဟာတန်မိုးကြီးတဲ့ဖြိုပြမှုတစ်ခုမြန်မာနိုင်ငံသားတယောက်ရဲ့စွမ်းဆောင်မှုတစ်ခုလို့ဂုဏ်ယူမိပါတယ်ဘာပဲပြောပြောဒီကနေ့
ဒီပွဲကို3-5ကကြည့်လို့လည်းမဝအောင်ကြည့်နေမိတယ်ပြီးတော့ဒါတော့ပြောပြတဲ့နေဦးစင်းလဲငယ်ငယ်ကတိုင်းပြောင်းမြောင်အကြီးကျယ်ကစားပြီးတော့ဆရာတယောက်လုပ်ခဲ့တော့သူ့ရဲ့စိတ်ဓာတ်ကတကယ်ကိုတန်ဖိုးကြီးတဲ့ဦးစင်းတို့ရဲ့စိတ်ဓာတ်တွေပါပဲဘာလို့ပြောလဲဆိုတော့မျက်နှာကိုအသေးချာကြည့်ပြီးမှအနိုင်ရဖို့တဲ့ရန်သူတယောက်ရဲ့မျက်နှာကိုကျဉ်တ်အောင်ထိုးတာပါခြေထောက်နဲ့ခေါင်းနဲ့ကန်နေဆိုတဲ့ခြေထောက်တစ်ချက်ကလေးမှသုံးမသွားဘူးသူ့ရဲ့ကန်ချက်ကြောင့်တိုင်းကလဲတယ်ဆိုတာမဖြစ်ခဲ့ဘူးဒါလည်းသူ့ရဲ့လိုအပ်ချက်လို့တော့မြင်မိပါတယ်။ဒါအရာအဖြစ်လဲသူများတဲ့2လက်မ3လက်မလို့နှိမ့်နေတယ်လို့သူ့ရဲ့ကန်ချက်ကိုမထိရောက်တယ်လို့သူပူးလို့ကန်လို့ရှိရင်တစ်ဖက်ကချုပ်ကွက်လာမအောင်သူကြူတိတယ်ဆိုတဲ့သဘောနောက်ပြီးကြတော့ခွာကစားရနေပြီးတော့သူ့ကိုချုပ်လာတိုင်းလွတ်အောင်ယုံပြနေတာတတိယအချီမာလာသူ့ကိုချုပ်လိုက်တာလုံးဝဟန်နီကပ်မိပြီးလေဘင်းကိုရှုံးပြီလို့ထင်လိုက်အောင်ကိုရင်ပူလောက်အောင်စနစ်တကျရအောင်ဖက်ပြခဲ့ပါတယ်အဲ့ကမှဒီလက်မှုဘလို့လဲလက်မြင်းနဲ့လေဘင်းရဲ့ဂျားတွေကနေပြီးတော့သူအသက်ရှူခွင့်သူရုန်းကန်ခွင့်ရနိုင်တာကိုလည်းမြင်မိလို့နောက်ဆုံးနိုင်တဲ့အထိပထမတိတ်ကောင်းရတယ်လဲသွားတယ်ဒါနှစ်ချီမြောက်မှာသုံးချီမြောက်မှာသူ့ကိုပြန်ချုပ်ပြီးမဲ့လေးချီမြောက်မှာသူအပြတ်တက်လုတ်ပြတာနောက်ဆုံး၅ချီမြောက်မှာတော့ဒိုင်ရကိုပွဲရလိုက်ရတာတကယ်တော့ knock down ပါပဲဘာဖြစ်လို့လဲဆိုဆက်ပြီး knock down မလုပ်ရင်သွေးလိမ့်တဲ့ပက်ဆက်ရှုံးသွားမယ်အရှုံးမှာဒါကြောင့်မြန်မာနိုင်ငံသားတွေလက်ဝိတ်ထိုးမဲ့လူတွေဦးစင်းကလည်းဒီအဲ့လိုပေါ့ငငယ်လေးအတိုင်းတိုင်ပြောင်းမြောင်ကိုတကယ်ကစားပြီးတော့မြို့ပေါ်မှာစံပြဖြစ်အောင်ရံပွဲပေါင်းများတာကလေးဘွားကရင်ဆိုင်ခဲ့ပြီမဲ့သူရဲကောင်းဆိုတာသူတို့ထိုးလာတဲ့လက်တွေကိုရှောင်းပြီးမှထိုးတာမှပညာတစ်ဖက်လူရဲ့အားနဲ့လာတာကိုရှောင်းလိုက်ခြင်းကသူ့အတွက်အဲ့အားကြီးတစ်ခုလုံးကဆုံးရှုံးပြီးတော့ကြောက်လန့်ကိုဖြစ်စေသလိုကိုပေးလိုက်တဲ့လက်သီးကသူ့ကိုထိချက်အမှန်မျက်နာကြီးပဲသွေးအလိမ့်လင်းရလာအောင်ထိုးနိုင်တဲ့ဗန်ရဲ့ထိချက်ကောင်းတဲ့ထောက်လက်သီးတွေပင့်လက်သီးတွေတဲ့အများအပြားထောက်လက်သီးပညာဇုံသွင်းတဲ့ဟာနောက်ရနေတဲ့အခွင့်အရေးသူ့ကိုချုပ်ထားတဲ့အချိန်မှာဒီနန်ယိုးရအောင်ထိုးသွားတာသူဘိုက်ကိုထိုးတဲ့3ချက်လောက်ကတော်တော့ကိုထိခိုက်သွားတယ်ဒါကရန်ကုန်လူလားလို့မဟုတ်ပဲတိုက်ပွဲတစ်ခုရဲ့အောင်မြင်မှုမှာအားနည်းချက်အားသာချက်အပြော့အမောင်ရွေးချယ်တတ်တဲ့သူရဲကောင်းတို့ရဲ့စိတ်ဓာတ်ပါနောက်ပြီးကြတော့နိုင်တိုင်းပိုင်းတဲ့စိတ်မျိုးနဲ့လိုက်ပြီးတော့အနိုင်ကျင့်တာမှုပဲသူရဲကောင်းရဲ့စိတ်ဓာတ်ကစနစ်တကျအခွင့်ကိုအမှန်တကယ်ယူတာပါရတဲ့အခွင့်အရေးပေါ်မှာအသုံးချပြီးတော့ကောက်ချစ်တာရုံမာတာမပါပဲတကယ်သူရဲကောင်းဆန်ဆန်နိုင်သွားပြီးတော့တကဘာလုံးကအထင်သေးနေတဲ့လောင်ကြီးတောင်ဘန်ကတဆသူများ3ဆလောက်ဖြစ်သွားအောင်အခြေအနေအထိဘန်ကိုအထင်သေးနေတယ်သူနိုင်ခဲ့တဲ့နိုင်ပွဲဟာလည်းမတော်တဆဆိုတဲ့စကားနဲ့အဲ့ဒီမတော်တဆရှုံးခဲ့တဲ့သူကလည်းဘန်ရှုံးမယ်လို့ကိုတက်အပြောပြီးသူကိုယ်တိုင်လာကြည့်နေတဲ့ပန်ဒိုဂျာလေးကိုလည်းဦးဇင်းတို့ကြည့်ပြီးတော့နားလည်ရပါတယ်ဒါပေမဲ့သူတကယ်သဘောပေါက်သွားမှာပါဘန်ဟာသူရဲ့ကောင်းပါလို့ဒီကနေ့တကယ်ကိုကပတ်ကာကွယ်ဝဲဆိုတာတဲ့ကပတ်တစ်ခုထပ်ရတယ်လို့ပဲပြောရမှာပါဘာကြောင့်လဲဆိုတော့အရှုံးတွက်ထားတဲ့ကပတ်ကိုအနိုင်ရတယ်ဆိုတာနောက်ကပတ်တစ်ခုရတယ်လို့ပါလို့ဂုဏ်ပြုချီးကျူးရင်မြန်မာနိုင်ငံသားဗန်သာမကမြန်မာနိုင်ငံသားတိုင်းခုနကလိုချုပ်ွက်တွေကိုတီးအောင်လဲနိုင်အောင်အောင်လိုက်အင်ဆိုင်ရဲ့အရှုံးကိုဦးစင်းတို့ရင်နာနာနဲ့ဗန်နဲ့အရယူလိုက်တယ်လို့ပဲပြောရမှာကချင်တိုင်းရင်းသားတယောက်ရဲ့အောင်မြင်မှုကိုပြန်ပြီးတရပူဆောင်းခဲ့တယ်လို့အောင်လိုက်အင်ဆိုင်ရဲ့အားနဲ့ချက်တစ်ခုအနေနဲ့ချုပ်ွက်ကိုအားတာတဲ့လူကအနိုင်ရလို့ကပတ်နှစ်ခုလုံးပေါင်းပါခဲ့တယ်လို့ဒီကနေ့ကပတ်လူဝဲမှာအရှုံးတွေကပညာနဲ့ချုပ်ွက်သမားကိုပြန်နိုင်တဲ့အတွက်အထူးဂုဏ်ယူပြီးတော့တန်ဖိုးကြီးလိုက်တဲ့ဗန်ရဲ့အောင်မြင်မှုကိုဗုဒ္ဓဂုဏ်သာနာစောင့်ရှောက်ရေးအဖွဲ့ဗုဒ္ဓဂုဏ်ဆရာတော်ရင်နဲ့အမြတယောက်တည်းလက်ခုပ်တွေအဝတီးလိုက်ရတဲ့ရင်ထဲမှာကြောင်းထဲမှာနေရင်တရားပါဝနာကြီးအားထုတ်နေရတဲ့ရဟန်းတစ်ပါးဟာကိုယ်တိုင်းပြည်ကိုလူမျိုးအတွက်လိုအပ်လို့တင်ပြလိုက်တာပါမြန်မာပြည်တတ်တိရှိပြီးတော့ရဲရဲနဲ့နှလုံးသားနဲ့လောကမှာဆက်လက်အောင်ပန်းဆင်းနိုင်ပါစေခုနကအားနည်းချက်တွေကိုအမြဲတမ်းဖြည့်ပြီးတော့ကံကြက်ကလေးတွေပါအသုံးချနိုင်တယ်ဆိုရင်ပိုကောင်းပြီမဲ့ဗန်ရဲ့အရက်ပမှုကြောင့်အသက်ငယ်ဆုံးအောင်မြင်ဆုံးနိုင်ငံသားကောင်းတယောက်ဖြစ်ဂုဏ်ပြုလိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့တာအမြတ်ချမ်းသာရှိပါလေမြန်မာနိုင်ငံသားတိုင်းအောင်ရမည်မြန်မာနိုင်ငံသားချမ်းသာရမည်မြန်မာနိုင်ငံကြီးငြိမ်းချမ်းပါစေ